နေ့ကကျွန်တော် reaction လုပ်လိုက်တဲ့ video ရဲ့အဓိကပြောချင်တဲ့အကြောင်းအရာကလူတိုင်းမှာ privacy ရှိတယ်နော်အဲ့ဒါကိုသွားချိုးဖျက်လို့မရဘူးကိုကစုပ်သိချင်လို့မရဘူး तू ပြောတဲ့လောက်ပဲကိုသိခွင့်ရှိတယ်ဒါသူ့လိုလက်ခွင့် तू steroid သုံးရင်သုံးမယ်မသုံးရင်မသုံး तू မှန်တိုင်းပြောချင်ပြောမယ် तू natural မှာလို့လိမ့်ရင်လိမ့်မယ်အဲ့ဒါကိုကိုကသွားပြီးချင်းထဲလို့ဆွဆွဲလို့မရဘူး force ကိုပေးရဆိုပြီးတော့အတင်းသွားပြီးဆွဆွဲလိုက်လို့မရဘူးဘာကြောင့်လဲဆိုရင်ကျွန်တော်တို့ကဒီ laser ဆိုတဲ့ body builder ဒီ तू ကအရင်တုန်းကကိုလုံးခဲ့တဲ့9နှစ်လောက်တည်းက body လှလို့ဆိုပြီးတော့နာမည်ကြီးလာတယ် fitness ဆိုတဲ့ချိုးစားတွေ aesthetic ချိုးစားတွေစပြီးခက်စားလာတဲ့အချိန်မှာသူတို့ဒီ body ရလှလို့ကဘာတဝမ်းလုံးမှာနာမည်ကြီးလာတာ Jeff Side တို့နဲ့တက်ခက်ထဲလို့ပြောလို့ရတယ်အဲ့ဒီနောက်ပိုင်းမှာ Jeremy Bondiga တို့ဒီ Sadik တို့အကောင့်တွေတက်လာတာဆိုတော့ကျွန်တော်ပြောချင်တာဒီသူ့ privacy ကသူမပြောချင်မပြောဘူးဒါကိုသွားပြီးကျွန်တော်တို့ blame လို့မရဘူးနောက်ပြီးသူ blame တာလေးစားလို့မဟုတ်ဘူးဒါပေမဲ့ဘာလို့ပတ်ရမ်းချလိုက်လဲဆိုတော့မြန်မာနိုင်ငံမှာအကြီးဆုံး gym လောကရဲ့အကြီးစားချင်းဆိုပြီးသူကပတ်ရမ်းချလိုက်တယ်ဒါမကောင်းဘူးသူ steroid ကြောင့်နားလည်လို့လည်းမဟုတ်ဘူးဆိုတော့ဒါတက္ကနာပေါ့နော်နောက်ပြီးအဲ့ laser ဆိုတဲ့ body builder ကလည်းနောက်ပိုင်းမှာသူဝင်ခံထားတာရှိတယ်ဝင်ခံထားတာတော့မဟုတ်ဘူးသူအစတည်းကသူလိန်ထားတယ်လို့လည်းကျွန်တော်မသိဘူးနော်အရင်တော့သူ clenbuterol ဒီနာမည်စကြီးတဲ့အချိန်ထိသူ clenbuterol တွေသုံးခဲ့တယ်လို့ပြောတယ်အဲ့ဒီနောက်ပိုင်းမှာသူ testosterone တွေဒီ decatrabolin တွေတခြား steroid တွေသူထိတွေ့ခဲ့တယ်သုံးခဲ့တယ်လို့သူပြောထားတဲ့ video တွေလည်းရှိတယ် interview တွေလည်းရှိတယ်ဒါတွေကိုသူကမသိဘဲနဲ့ laser ကိုအကြောင်းပြတယ်ပြီးမြန်မာနိုင်ငံက body builder တွေတွားပြီးဆွဲထည့်လိုက်တယ်ဒါမလုပ်သင့်ဘူး body builder တွေဒီသူ့ဟာနဲ့သူလိုအဲ့လိုသုံးတာနောက်ဆုံးပြန်ကျွန်တော်တို့ငယ်တွေဗျာ body လှခြင်းတွေလိုချင်တယ်ကိုမရောက်ဘူးရဲ့ level တစ်ခုကိုရောက်ချင်တယ်သုံးပါပဲလေဆိုတော့ဒါဟာကို steroid သုံးပြီးကိုသုံးရင်သုံးတယ်လို့ဝန်ခံရမယ်ဆိုတော့စီမင်းဥပဒေလည်းမရှိဘူးသုံးရင်သုံးပါပဲသုံးပြီးလူမသိသူမသိသုံးရင်လည်းသုံးပါပဲဒါကို privacy ပဲအဲ့ဒါဆွတ်ဖက်လို့မရဘူးเนาะအဲ့ကျွန်တော်ပြောချင်တဲ့အဓိကအကြောင်းရင်းကအဲ့ဒါနောက်တစ်ခုက ISSC certificate ကြီးကင်ထားပြီးတော့ကစားသမားတွေကို calorie 1000ပဲကျွေးတယ်ဆိုတာတော့တော်တော်တရားလွန်တယ် calorie ရမ်း short ဆိုင်တက်လာနိုင်တယ်ကျန်းမာရေးပြဿနာတွေလည်းအများကြီးရှိတယ်ဝိတ်ဆက်မကြနိုင်တော့တာတွေလည်းအများကြီးဖြစ်နိုင်တယ် तू မသိတာလားတမင်တကာလုပ်တာလားတော့ तू ပဲသိမယ်အဲ့တော့နောက်ဆုံးကျွန်တော်သိထားမှာဒီကျွန်တော် public ကြီးတစ်ခုလုံးဒီ fitness ကိုစိတ်ဝင်စားတဲ့စီချဖို့ကြိုးစားနေတဲ့ public ကြီးတစ်ခုလုံး education level မြင့်တင်နေပြီ knowledge တွေပုံများတင်နေပြီဒါမှသာကျွန်တော်တို့ကကိုယ့်အတွက်ဒီနည်းပြတကယ်ကောင်းလားမကောင်းလားဆိုတော့ရွေးချယ်လို့ရမှာ तू ကချင်းထက်နေလား force ဟုတ်ပေးနေရလားဆိုတော့ကျွန်တော်တို့လွယ်လွယ်ခွဲလို့ရမှာเนาะကျွန်တော်အဲ့လိုပဲသိပေးချင်တာကျေးဇူးတင်ပါတယ်